တို့ရေမမတို့ဟင်းမချက်ပြတဘူးဟင်းချက်ပြမယ်ပေါ့နော်ဒီနေ့ဘာဟင်းဖြစ်မလဲအရင်ဆုံးရုပ်သီးလေးကိုအရင်ထောင်းလိုက်မယ်ပေါ့နော်ပြီးရင်တော့ဘာအိုးကြီးတည်ထားလဲဆိုတော့မမတို့လိုက်ပြမယ်ပေါ့နော်ဒါကြတော့ရေနွေးအိုးတည်ထားတာထဲထဲမှာဘာကြီးပြုတ်ထားလဲဆိုတော့မမတို့ရေကြက်သားမဟုတ်တဲ့ကြက်ဥကိုချီအင်းချက်ပြမှာဖြစ်ပါတယ်မမတို့ရေကြက်ဥကိုပြုတ်ပြီးသွားပြီဆိုတော့ကြက်ဥကိုခွာမယ်ခွာလို့ပြီးသွားရင်ဘလိုမျိုးချမ်းပြမလဲဆိုတော့မမတို့လိုက်ကြည့်လိုက်အောင်ပေါ့နော်အခုကကြက်ဥလေးကိုခွာလိုက်ပါအောင်ရှင်မမတို့တွေ့ဘူးကြလားတိုင်းကားကြီးထဲမှာလေတခုခုဖြတ်တော့မှဆိုလော်ဝဆောင်းလေးနဲ့လူတွေခုတ်ပြီးတော့ဖြတ်ထလိုက်တာလေအသိန်းလည်းအဲ့လိုမျိုးလုတ်ပြမယ်ကြည့်လိုက်မမတို့ကြက်ဥပြတာနည်းနည်းတော့လူသားရေပေါ့နော်မေမေစူတဲ့စကားလေးတောင်သွားကြမိရဲ့နင်တို့ကအလုပ်တစ်ခုလုပ်ရင်တေးသေးချာချာမလုပ်ဘူးဘာဖြစ်နေလဲဘာညာဖြစ်တယ်အပြောသွားတယ်လေဘယ်မှမသိရယောက်ျားထောင်းခုတော့စီမွေးတက်ဖို့ဒေဝိုးလေးကမိဖို့ပေါ်မှာအစင်းသေးရောက်နေပြီပေါ့နော်ပြီးရင်စီလေးထည့်ပြီးတော့ငရုတ်သီးလေးကိုစီမွေးရင်တက်မယ်ပေါ့နော်ငရုတ်သီးလေးကိုနည်းနည်းညိုတဲ့အထိစီမွေးတက်ပြီးသွားပြီဆိုရင်ဘဲဥလေးတွေကိုထည့်ပြီးတော့စီမွေးထက်တက်မယ်ပေါ့နော်အခုဆိုရင်ဖြေကြက်ဥလေးတွေကဒေဝိုးထဲမှာနေရာယူပြီးတော့အကြော်ခံနေပြီပေါ့နော်ပြီးရင်အစင်းလေးဖြော်ထားတဲ့မကြီးရည်လေးကိုထပ်ထည့်ပြီးတော့မိဖို့ပေါ်မှာပွက်တဲ့ထိထားပြီးတော့ပြီးရင်ဟိုဟာရှောက်တဲ့ဒီဟာရှောက်တဲ့နဲ့ထည့်ပြီးသွားရင်မဆလာလေးအုပ်ပြီးတော့မဆလာလေးနဲ့ပေါ့နော်ဟင်းအိုးပွက်တဲ့ထိထားပြီးသွားရင်မမတို့ချက်ပြခြင်းနဲ့ဘဲဥချင်ဟင်းလေးရပါပြီရှင်